မင်္ဂလာပါအရှင်ကြီးရဲ့တိခမီနားထောင်ပြီးပါတခါမှတော့မဆိုဘူးပါဘူးမျက်စိကလည်းဝရမီထိထားတဲ့အတွက်တိခမီနားထောင်ပြီးပါတခြားကြည့်ပြီးဆိုနေရပါတယ်အမပိုင်လည်းခွင့်လို့ပြီးပါရွှေမျိုးရဲ့ဂုဏ်ကိုဆောင်ကျွန်တော်ချမ်းမြေအောင်ရွှေမမျိုးရဲ့ဂုဏ်ကိုဆောင်ဗိတ္တိဆရာလေးချမ်းမြေအောင်လောကကိုလှဆင်ပျော်မွေ့လိုတာချမ်းမြေအောင်သဘုမတမှုရှာတဲ့မြမနုပညာကုန်ကြသည်ကိုဆောင်ခိတ္တိမျိုးနွယ်ဝါနဲ့လေးတယောက်မောင်ချမ်းမြေအောင်ဤတဲ့ရင်ဝင်ကြမှာခိုလို့ရအောင်ရွှေစနာမြတ်တာဥဆောင်မရွှေမျိုးကကျွန်တော်ချမ်းမြေရွှေမျိုးရဲ့ဂုဏ်ကိုဆောင်ကျွန်တော်ချမ်းမြေအောင်ရွှေမမျိုးရဲ့ဂုဏ်ကိုဆောင်ဗိတ္တိဆရာလေးချမ်းမြေအောင်လောကကိုလှဆင်ပျော်မွေ့လိုတာချမ်းမြေအောင်သဘုမတမှုရှာတဲ့မြမနုပညာကုန်ကြသည်ကိုဆောင်ခိတ္တိမျိုးနွယ်ဘွားနဲ့တားကြုံလေးတယောက်မောင်ချမ်းမြေအောင်ပြင်းတဲ့ဝင်ကြမှာခိုလို့ရအောင်ရွှေစေတနာမြတ်တာဥဆောင်မရွှေမျိုးကကျွန်တော်ချမ်းမြေအောင်ကောင်းသောတိတ်ကောင်းသမိန်နဲ့ကောင်းစိတ်ကိုဆောင်မြစ်တာနဲ့အားနှလုံးသားနဲ့ကောင်းသောတခြင်းတွေဆိုရအောင်ကောင်းသောတိတ်ကောင်းသမိန်နဲ့ကောင်းစိတ်ကိုဆောင်မြစ်တာရဲ့အားနှလုံးသားနဲ့ကောင်းသောတခြင်းတွေဆိုရအောင်ကောင်းသောသားတွေပြောကြကောင်းတော်မူတွေပြုရအောင်ဒါနာမံသီလမံဘာဝနာမံနိဗ္ဗာန်ရရအောင်မြမမှုကိုဆောင်ကောင်းမှုကိုဆောင်ရွှေစေတနာမြတ်တာဥဆောင်မရွှေမျိုးကကျွန်တော်ချမ်းမြေအောင်ကောင်းသောတိတ်ကောင်းသမိန်နဲ့ကောင်းစိတ်ကိုဆောင်မြစ်တာရဲ့အားနှလုံးသားနဲ့ကောင်းသောသခြင်းတွေဆိုရအောင်ကောင်းသောကားတွေကြောင့်သိနဲ့ကောင်းစိတ်ကိုဆောင်မြစ်တာရဲ့အားနှလုံးသားနဲ့ကောင်းသောသခြင်းတွေဆိုရအောင်ကောင်းသောကားတွေပြောရအောင်ကောင်းသောမှုတွေပြုရအောင်ဒါနာမံသီလမံဘာဝနာမံနိဗ္ဗာန်ရရအောင်မကောင်းမှုကိုရှောင်ကောင်းမှုကိုဆောင်ကြည်စေတာမြတ်တာဥဆောင်မရွှေမျိုးကကျွန်တော်ချမ်းမြေအောင်ဒီကံပြီးနားထောင်ပေးပါတစ်ချက်မှသွားပါတယ်